News on Channel ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်။ဒရိုက်တာပြည်ဟင်းဒီဟာဆိုရင်လွှမ်းပိုင်နဲ့နိုဖောရထားတဲ့အကြောင်းကိုဖော်ထုတ်ခဲ့ပြီးတဲ့နောက်အခုဆိုရင်လည်းအဲ့ဒီမင်းသားဟာအမှုပညာကြီးသိတဲ့ထောင်ရှိတယ်ဆိုပြီးထပ်မံဖော်ထုတ်လိုက်ပြန်ပါတယ်။ဒရိုက်တာပြည်ဟင်းဒီဟာရဲ့ဖော်ထုတ်ခြင်းကိုခံလိုက်ရတဲ့အမှုပညာကြီးသိတဲ့ထောင်ရှိတဲ့မင်းသားကဘယ်သူဖြစ်မလဲဆိုတာဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါအောင်နော်။ တနေ့ရမှမင်းသားဖြစ်လာတယ်လက်ရှိလဲအကယ်ဒမီရသွားတယ်ပေါ့နော်ဒါဆိုတော့မတူလဲဆိုတော့သိနေလောက်ပါပြီထားလိုက်ပါကျွန်တော်အနေနဲ့ကတော့နာမည်တော့ထုတ်မပြောတော့ဘူးနော်ဆရာတဲ့အဲ့ဒီမင်းသားဆိုရင်အမှုပညာကြီးတိတ်တထောင်ဖြစ်နေပြီဟာဒီမှာဖြစ်နိုင်ပါမလားကျွန်တော် US ရောက်တော့တစ်နှစ်ပဲရှိသေးတယ်လို့ကျွန်တော် US ရောက်တော့တစ်နှစ်ပဲရှိတယ်အဲ့ကာလအတိုင်းအတာတစ်ခုထိမှာအဲ့ဒီမင်းသားကိုတိတ်တထောင်အမှုပညာကြီးဆိုတော့ဖြစ်နိုင်ပါမလားဆိုတော့မင်းသားအေးချမ်းမောင်ဟာဆိုရင်အကယ်ဒမီရပြီးတဲ့နောက်မှာသူ့ရဲ့အမှုပညာကြီးကိုအနည်းငယ်ပဲတက်မယ်လို့ပြောခဲ့တာပါဒါပေမဲ့သူပြောခဲ့တဲ့အမှုပညာကြီးအနည်းငယ်ပဲတက်မယ်ဆိုတာဒါရိုက်တာပြည်ဟင်းတီကဖော်ထုတ်ခဲ့သလိုတိတ်တထောင်ဆိုတာအမှန်တကယ်ပဲလားပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်း comment မှာရေးသွားပေးပါအောင်နော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြတဲ့ချစ်ပရိသတ်ကြီးများအားလုံးကိုကျေးဇူးများတင်ပါတယ်ဒီလိုသတင်းကြောင်းရာမျိုးစုံကိုတင်ဆက်ပေးနေတဲ့ News on Channel လေးကိုလည်း like and follow နဲ့ subscribe လေးလုပ်ထားဖို့မမေ့ကြပါနဲ့ဦးနော်